အဲ့ဒီညမှာမီးလောင်မှုကြီးတစ်ခုဖြစ်ခဲ့တယ်မီးကအရာအလုံးကိုလောင်ကျွမ်းစေခဲ့ပြီးလူတိုင်းကကြောက်ရွံ့စွာပြေးလွှားကြအော်ဟစ်နေကြတယ်ဒါပေမဲ့ကျွန်တော်အမှတယောက်တည်းကြံနေခဲ့တယ်Ravens ဆိုတာသူတို့ရဲ့အတိတ်ကိုပြေးခဲ့ရတဲ့လူတွေလိုပဲကောင်းနေငါကလေးအလင်းရဲ့ဘယင်ကတန့်ရှင်းတဲ့လောက်ရဲ့အားလုံးကိုမြင်ပြီးစုချလိုက်မယ်ဇေဗီယာကအလင်းကိုတစ္ဆာဖောက်ခဲ့တယ်တွားပြီးသူ့ကိုတန့်စင်လိုက်Heritage တွေကိုတန့်စင်ပါအလင်းရဲ့ဘယင်အတွက်အလင်းရဲ့ဘယင်အတွက်ဒီတိုက်ပွဲတွေကလွန်ခဲ့တဲ့18နှစ်အတွင်းဖြစ်ကြရတဲ့ထက်တော့ပိုများခဲ့တယ်ငါကတော့ chess ဘက်ကလည်းရှာဝီခံနေရပြီး Atlas ဘက်ကလည်းလိုက်ဖန်ခံနေရတဲ့သူဖြစ်နေပြီဘာလို့ကျွန်တော်တို့အဲ့လောက်တောင်လိုက်ရှာနေရတာလဲဟေးမင်းကတော့ထက်ချခံရတော့မယ်သူ့ကိုငါနဲ့ပဲလွတ်ထားလိုက်မင်းမေလှုပ်လိုက်တော့မင်းအမေနဲ့မင်းလူမျိုးတွေအတွက်ကလစားချေလိုက်တော့မေ तू ကငါ့ကိုစွန့်ပစ်ခဲ့တာမင်းကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူးအဲ့ဒီညမှာ Chess ကတန်းစင်ရေးဆိုတဲ့အမည်နဲ့မင်းမိသားစုကိုတပ်ဖြတ်ခဲ့တာဒီမှာနေအရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဘာလို့ရမှမသိရင်ပြုံးလိုက် Mother! You hypocrites! Slandering us as heretics! Wanting to wipe us out! Only to steal our intent! Me and me me attack ko kebo tu attack ko pigera me a freeze me knock so attack shin du be အဲ့ဒီညမှာမင်းကိုဘသူပို့ခဲ့လဲအမိန်ကိုကျွန်တော်လက်ခံခဲ့တာ Sent you. I received the order from Oh ရုံနိုင်စရာပဲအလင်းရဲ့အဝတာအခု Chess ကလိုက်ဖမ်းနေရတဲ့လူကြီးရဲ့မျက်နှာကိုမင်းအခုမှတိလိုက်တာလားအော်ခဏထားပါသူ့ကိုလိုက်ဖမ်းသူမတည်တင်ဘူးအခုသူမတည်တင်နေဘူးတွားတော့
မင်းမတည်နေအောင်သူအသက်ရှင်နိုင်မလားသူက Raven နဲ့ထဲမှာခိုင်မာဆုံးပဲ Your father. နောက်ဆုံးမှာတစ်စုံတစ်ယောက်ပြောလာတယ်မင်းအဖေအသက်ရှင်နေသေးတယ်